ယေရှုခရစ်တော်၏နာမ၌မင်္ဂလာပါလို့နှုတ်ခွန်းဆက်တာပါတယ်။ဘုရားသခင်ရဲ့ကျေးဇူးတော်ကိုရှေးဥစွာချီးမွမ်းပါတယ်။ဒီကနေ့မှာတင့်စီကိုပြန်ရောက်လာမယ်ဆိုတဲ့နှုတ်ကပတ်တော်အားဖြင့်ဆင်ခြင်ခွာယူသွားဖို့ဖြစ်ပါတယ်။တခါကရှုနေမြို့မှာထင်ရှားတဲ့အမျိုးသမီးတစ်ယောက်ရှိခဲ့တယ်။ဖျားလူအေလိရှဲကအဲ့ဒီမြို့ကိုရောက်တဲ့အခါမှာအမျိုးသမီးကထမင်းစားဖိတ်ခဲ့ပါတယ်ဒီလိုနဲ့အဲ့ဒီနေရာကိုရောက်ဖြစ်တဲ့အခါတိုင်းမှာအေလိရှေကကျွေးမွေးခြင်းကိုခံယူခဲ့တယ်။ဒီအမျိုးသမီးကအေလိရှေဟာဘုရားသခင်ရဲ့တန်ရှင်သူဖြစ်တယ်ဆိုတာကိုရိပ်မိခဲ့တယ်။ဘုရားလူကိုစောင့်ရှောက်ရမယ်လို့တည်ထားပုံရတယ်။ထမင်းဖိတ်ကျွေးယုံတာမကဘူး။အေလိရှေနားလို့ရမယ်အခန်းငယ်တစ်ခုကိုပါစောက်ပေးဖို့ရန်အတွက်ခင်ပွန်းနဲ့တိုင်ပင်ခဲ့တယ်။သူတို့အိမ်အပေါ်မှာတက်တာဖြစ်မဲ့အခန်းငယ်တစ်ခုကိုပြင်ဆင်ပေးခဲ့တယ်။အေလိရှေကိုအေးဝတ်ကြည်တယ်ဆိုတာထက်ပိုပြီးတော့စောင့်ရှောက်ပေးခဲ့တယ်ဆိုတာကိုမြင်တွေ့ရတယ်။တနေ့အေလိရှေကအခန်းထဲကိုဝင်ပြီးတော့လဲနေတော့မှဒီအမျိုးသမီးရဲ့ခယူးဆိုင်မှုသူ့ရဲ့အပေါ်မှာကောင်းမှုတွေးလိုက်မိတယ်။သူ့ကိုဒီလောက်တောင်ကြွေးမွေးပြုစုတဲ့အတွက်တခုခုပြန်လှုပ်ပေးခြင်းနဲ့စိတ်ရှိခဲ့တယ်။တကယ်တော့အေလိရှေကဂျေဇုတည်တတ်တဲ့သူဖြစ်ပါတယ်။ကျွန်တော်တို့လည်းဂျေဇုတည်တတ်တဲ့သူဖြစ်ဖို့လိုအပ်ပါတယ်။ဒါနဲ့အဲ့ဒီအမျိုးသမီးအတွက်ဘာလုပ်ပေးရမလဲလို့သူ့ရဲ့လက်ထောက်ကိုခေါ်ပြီးတော့မှမေးခိုင်းလိုက်တယ်။အမျိုးသမီးကဘာမှမလိုတဲ့အကြောင်းနဲ့သူမကအဆင်ပြေနေတဲ့အကြောင်းပြန်ဖြေခဲ့ပါတယ်။ဒီအမျိုးသမီးကအေလိရှေဟာထူးခြားတဲ့လူဖြစ်တယ်ဆိုတာကိုတတိထားမိပါတယ်။ဒါပေမဲ့အေလိရှေစီကတခုခုပြန်ရမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ပတ်သက်ခဲ့တာတော့မဟုတ်ပါဘူး။သူမရဲ့စေတနာစိတ်ကအေလိရှေကိုအလိုလိုကောင်းပေးရမယ်လို့တိုက်တွန်းခဲ့တာဖြစ်ပါတယ်။အဲ့တော့သူမရဲ့စေတနာကလည်းအငြိမ်မနေခဲ့ဘူးဖြစ်ပါတယ်။သူမစီကိုရောင်ပြန်ဟပ်လာခဲ့တယ်။အေလိရှေရဲ့လက်ထောက်အားဖြင့်သူမမှာကလေးမရှိတဲ့အကြောင်းကိုအေလိရှေကသိခဲ့ရတယ်။ဒါနဲ့အေလိရှေကသူမကိုခေါ်လိုက်ပြီးတော့မှနောင်နှစ်ဒီအချိန်မှာတားကိုဖတ်ရန်ရလိမ့်မယ်လို့ပြောလိုက်တယ်။ကလေးရဖို့ကသူမရဲ့အိမ်မက်ဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီအိမ်မက်အမှန်တကယ်ဖြစ်လာဖို့ကတော်တော်ကိုယုံရခက်ပါတယ်။သူမကိုယ်တိုင်လည်းမြုံနေသူမခင်ပွန်းကလည်းအိုနေပြီဖြစ်ပါတယ်။ဒါပေမဲ့တနစ်အကြာမှာတော့အံ့ဩဖွယ်သားလေးကိုမွေးဖွားနိုင်ခဲ့တယ်။ဒီအမျိုးသမီးကကလေးမရနိုင်တော့ဘူးလို့လက်ခံထားပြီးသားပါမဖြစ်နိုင်တာတေချာနေနေလေမဟုတ်ဘူးလားဒါပေမဲ့သူမရဲ့ကူညီပေးကမ်းခြင်းကဖျားသခင်ကသူမရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးဖို့လမ်းကြောင်းတစ်ခုဖြစ်သွားခဲ့တယ်ဒီအမျိုးသမီးကကလေးမရနိုင်တာလွဲရင်သူမဘဝမှာအကုန်ပြည့်စုံပြီးသားပါဒါပေမဲ့ဖျားကိုရက်ရောတဲ့အတွက်ဖျားကပို့ပြီးတော့မှပြန်ပေးခဲ့တယ်ဖျားပြန်ပေးတဲ့အခါမှာတော့တဘာဝလွန်တဲ့အရာတွေဖြစ်လာခဲ့တယ်။အေလိရှေအတွက်စောက်ပေးခဲ့တဲ့အခန်းငယ်ကတနေ့သူမရဲ့ကလေးအတွက်ဖြစ်လာမယ်လို့သူမစိတ်ကူးခဲ့မှာမဟုတ်ပါဘူး။ဒါပေမဲ့သူမပေးလိုက်တဲ့အရာတိုင်းကသူမစီကိုပြန်ရောက်လာခဲ့တယ်။အေလိရှေကိုပေးလိုက်ရပေမဲ့သူမကိုသူမပြန်ပေးနေတယ်လို့ပဲအကုန်လုံးကိုသူမကပဲပြန်ပြီးတော့ပိုင်ဆိုင်လိုက်ရတယ်ဆိုတော့ကိုမင်းတွေ့ရတယ်။ရှင်လုကာအခန်းကြီး6အပိုင်ငယ်38မှာအချင်းချင်းတန်ပမာဏနဲ့တင်တို့ဒီသူတပါအားပေး၏ထိုပမာဏအတိုင်းကိုခံရမည်ဒီလိုဖော်ပြထားပါတယ်။သဘောကတော့ပေးကမ်းခြင်းဆိုတာကသူများကိုပေးလိုက်ရပေမဲ့ကိုပြန်ပေးနေတာပါပဲ။ကိုပေးသလားကိုစီကိုပြန်ရောက်လာလိမ့်မယ်။ဘုရားသခင်ရဲ့ဂတိတော်ဖြစ်ပါတယ်။သင်ကပေးကမ်းတဲ့အခါမှာတင့်ရင်ခွင်စီကိုအမှန်ချင်းုံမြမကတိတ်နှက်လျက်လှုပ်လျက်ရှန်လျက်တင့်စီပြန်ရောက်လာမှာဖြစ်ပါတယ်ဆိုတော့ပေးကမ်းခြင်းကဆုံးရှုံးသွားတာမဟုတ်ပါဘူးဘုရားသခင်စီမှာယဉ်နီးမြုပ်နှံလိုက်တာပါစိုက်တဲ့အတိုင်းရိပ်ရမယ်လို့ကျမ်းစာကပြောတယ်အခုစိုက်နေတာကတနေ့မှပြန်ရိပ်ရဖို့ဖြစ်ပါတယ်ဒါပေမဲ့တစ်ခုတော့ရှိတယ်ဘာစိုက်မလဲဆိုတာအရေးကြီးပါတယ်မေတ္တာကိုဂျေးရင်မေတ္တာကိုပြန်ရိပ်ရမယ်ရန်ညိုးကိုစိုက်ရင်တော့ရန်ညိုးကိုပြန်ရိပ်ရလိမ့်မယ်ငွေကြေးကိုပေးကမ်းရင်တော့ငွေကြေးကိုပြန်ရိပ်ရလိမ့်မယ်အဲ့တော့ထပ်ပြောပြစီ
တင်လှုပ်ခဲ့တဲ့အရာအားလုံးတင်စိုက်ပျိုးခဲ့တဲ့အရာအားလုံးတင့်စီကိုပြန်ရောက်လာလိမ့်မယ်လူတွေကပြောတယ်တင်ကောင်းရင်ကျွန်ုပ်မစိုးပါတဲ့ဒါဆိုရင်တင်မကောင်းရင်တော့ကျွန်ုပ်စိုးမဲ့သဘောရှိပါတယ်တင်တို့ကိုချစ်တဲ့လူကိုပဲချစ်တော့ပြန်မယ်ဆိုရင်ဘာကျေးဇူးရှိမှလဲစိုးတဲ့သူတွေတော့ဒီလောက်ကတော့လုံနိုင်တယ်မဟုတ်ဘူးလားလို့ရှင်လုကာခန်းကြီး6အငယ်33ထဲမှာပြောထားတာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကလူဆိုးတွေမဟုတ်ပါဘူးယေရှုခရစ်ရဲ့အသွေးနဲ့ရွေးဝေထားတဲ့ဘုရားသခင်ရဲ့သားသမီးတွေဖြစ်တယ်အဲ့တော့လောကလူသားတွေနဲ့သူစရာအကြောင်းမရှိပါဘူးကျွန်တော်တို့ဟာကိုယ့်အပေါ်မှာကောင်းကောင်းမကောင်းကောင်းကျွန်တော်တို့ကတော့ကောင်းနေရမှာဖြစ်တယ်လိုအပ်တယ်ဆိုရင်ရက်ရောပေးကမ်းရမှာဖြစ်တယ်ဘုရားသခင်ကပေးကမ်းတတ်တဲ့သူဖြစ်တယ်အဲ့တော့ပေးကမ်းချက်အသက်တာကိုပြုစုရမယ်လူတွေကိုကူညီဖို့စေတနာထားရမယ်ကျွန်တော်တို့ကိုးကွယ်တဲ့ဘုရားသခင်ကတပါးတီးတော့တားတော်ကိုပြင်ကျွန်တော်တို့ကိုပေးခဲ့တဲ့ဘုရားဖြစ်တဲ့အတွက်ကျွန်တော်တို့ဟာလည်းပေးကမ်းတတ်တဲ့သူဖြစ်ဖို့လိုအပ်တယ်တခုခုပြန်ရမယ်လို့တမင်ရည်ရွယ်ပြီးတော့ပေးတာမျိုးတော့မဟုတ်ဘူးဒါပေမဲ့ပေးတတ်ရင်တော့ပြန်ရလိမ့်မယ်ဘာကြောင့်လဲဆိုရင်သင်ရဲ့စေတနာစိတ်ကဘုရားသခင်ရဲ့နှလုံးသားကိုဆွဲဆောင်နေလို့ဖြစ်ပါတယ်ဒါကြောင့်မလို့ချစ်ရတဲ့ညီကိုမောင်နှမတို့သင်ပေးလိုက်တဲ့မြအားလုံးဟာသင်စီကိုပြန်ရောက်လာလိမ့်မယ်ပေးကမ်းခြင်းအသက်တာရရှိဖို့ရန်အတွက်ဝင်ငှပါတယ်အရောက်စီတိုင်းအပေါ်မှာဘုရားရှင်အထူးကောင်းချီးပေးပါစေ